ဒုက္ခရဲ့အဆုံးကိုဘယ်တော့မှတွေ့မှာမဟုတ်ဘူးလောကကြီးအဆုံးကိုရောက်မှသာလျှင်ဒုက္ခအားလုံးကလွတ်မြောက်မှာဖြစ်တယ်ဒီနေရာမှာမြတ်စွာဘုရားကအကျိုးမရှိတဲ့စัจ java လာဩကာသလောကကြီးကိုရှာဝေစူးစမ်းနေခြင်းဖြင့်အချိန်ဖြုံးနေတဲ့နတ်သားအကျိုးမရှိတာဟုတ်အကျိုးရှိတဲ့နိလန်းနဲ့မြတ်စွာဘုရားတဲ့ပေးလိုက်တာသဘောอ่ะအဲ့ဒီနတ်သားကဘုရားကိုရှောက်နေတာကဩကာသလောကကမ္ဘာလောကကြီးအမတန်မှကျေပြောလာတဲ့တတ္တဝါတွေရဲ့ဖြစ်ရမွေးရတည်ရှိနေရလောကကြီးရဲ့အဆုံးကိုသူကရှာတာဘယ်လောကကြီးရဲ့အဆုံးကိုရှာမရောက်နိုင်ဘူးလို့အဲ့ဒီဩကာသလောကကြီးအဆုံးကိုရှာလို့မရောက်ဘူးမြတ်စွာဘုရားကဩကာသလောကကိုမရည်ညွှန်းမဲ့နဲ့သင်္ခါရလောကကိုရည်ညွှန်းပြီးတော့အဲ့ဒီလောကရဲ့အဆုံးကိုမရောက်လို့ရှိရင်လည်းမင်းဒုက္ခအဆုံးမတတ်ဘူးတဲ့ဒုက္ခဆိုတာဘာတော့ပြန်လီမွေးဖွားခြင်းအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီဆင်းရဲဒုက္ခတွေမင်းဘယ်တော့မှအဆုံးသတ်မှာမဟုတ်ဘူးဘုန်းကြီးတို့တွေမဆုံးနိုင်တဲ့ဒုက္ခဆိုတာဘာတော့ဆိုရင်ကြည့်ဇာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏံပိဒုက္ခဒါတွေပဲမဟုတ်လားမဆုံးနိုင်တဲ့ဒုက္ခလောကလူသားတွေမဆုံးနိုင်တဲ့ဒုက္ခဘာဖြစ်လို့တော့ဆိုရင်မွေးလာပြီးရင်အိုမယ်နာမယ်သိမယ်သိပြီးရင်မွေးပြန်အောင်မယ်မွေးလို့ရှိရင်အိုမယ်နာအောင်မယ်သိအောင်မယ်ဟောမွေးလိုက်အိုလိုက်နာလိုက်သိလိုက်မွေးလိုက်အိုလိုက်နာလိုက်သိလိုက်ဆိုတဲ့ဒီတန်တရားဆက်ကြီးတဲ့ကနေပြီးတော့ဘယ်တော့မှမပြီးဆုံးနိုင်တဲ့အရာကြီးဖြစ်ပြီးတော့ဒီထဲမှာပဲတဝဲလဲလဲရှိနေမွေးထားတဲ့အချိန်ပိုင်းမှာလဲသက်သာလားဆိုမသက်သာဘူးပြည့်ရဟိဝေပြောကောဒုက္ခကိုလိုချင်တာတွေကိုနှစ်သက်တာတွေကိုမြတ်နိုးတာနဲ့ခွဲရတယ်အပိယဟိတံပြောကောဒုက္ခကိုမတွေ့ချင်တာတွေနဲ့တွေ့ရမယ်ကိုမုန်းတာတွေနဲ့လည်းစုံစည်းရမယ်ဟောပိယဟိအပိယဟိတံပြောကောဒုက္ခပိယဟိဝေပြောကောဒုက္ခဒါရင်လားဆိုတော့မဟုတ်ယံပိဿာနလပတိတံပိဒုက္ခဓမ္မစကြာမှာဟောထားတဲ့မြတ်စွာဘုရားကလူတိုင်းတတိထားဖို့သိနိုင်တဲ့ဒုက္ခတွေကိုထုတ်ပြထားတာเนาะလူကျင်တာမရတဲ့ဒုက္ခအဲ့တော့လူတွေကစဉ်းစားလိုက်ပဲကိုလိုချင်တဲ့ယာထုရလိုက်တယ်ကိုလိုချင်တဲ့ငွေကြေးရတယ်ကိုဝယ်ချင်တဲ့ပစ္စည်းလေးဝယ်လို့ရတယ်ဆိုယံပိဿာနလပတိတံပိဒုက္ခံဆိုတာမဟုတ်ဘူးလို့ထင်ကောင်းထင်လိုက်အဲ့ဒါကိုပြောတာမဟုတ်ဘူးယံပိဿာနလပတိစာလူတွေဟာအိုချင်လို့အိုတာလားမအိုချင်မဲနဲ့အိုတာလားအိုချင်မဲနဲ့အိုတာပါအေးအဲ့ဒါမရနိုင်တဲ့ဟာပဲကားလိုချင်ရင်တော့ပတ်စံရှိရင်ရပါတယ်သွားဝယ်ပေါ့တိုက်လိုချင်လဲဆောက်ရတာပဲပတ်စံရှိမရဘူးလားကျန်တာတွေကရနိုင်တာလေမရနိုင်တာကဘာလို့ဆိုရင်အိုတာကိုမအိုပါစိန်နဲ့ဆိုရနိုင်မှာမလားနာတာကိုမနာဖို့ဆိုတာရနိုင်မှာမလားသေခြင်းသဘောရှိတဲ့အနေထားတစ်ခုကသေခြင်းကင်းတဲ့အနေထားတစ်ခုကိုရဖို့ဆိုတာကိုလိုချင်ရနိုင်မှာမလားရနိုင်ဘူးတဲ့အဲ့ဒါတွေကိုရည်ညွှန်းတာယံပိဿာနလည်းပဲဒီတံပိဒုက္ခနောက်ဆုံးကြတော့ခန္ဓာ၅ပါးရထားတာဟာဒုက္ခပဲလို့ဓမ္မစကြာမှာဒုက္ခကိုသရုပ်ဖော်ထားတာရှိတယ်ပေါ့အဲ့ဒီဒုက္ခတွေဟာလောကရဲ့အဆုံးကိုမရောက်ဘူးဆိုလို့ရှိရင်ဘလို့မှဒီဒုက္ခတွေအဆုံးသတ်မှာမဟုတ်ဘူးတဲ့လောကကြီးထဲမှာနေနေရင်တော့ဒီဒုက္ခတွေကျုံနေရမှာပဲလို့မြတ်စွာဘုရားဟောလိုက်တဲ့အခါအဲ့ဒီလောကဟာစัจ java လာလောကကြီးကိုရည်ညွှန်းတာမဟုတ်ဘူးဩကာသလောကကြီးကိုရည်ညွှန်းတာမဟုတ်ဘူးသင်္ခါရလောကကိုမြတ်စွာဘုရားရည်ညွှန်းလိုက်တာခုနတုန်းကရောဟိတတဆိုတဲ့နတ်သားကလာပြီးတော့ရှောက်နေတာဩကာသလောကကြီးအကြောင်းကိုလာရှောက်နေတာမြတ်စွာဘုရားကဖြေပြီးတော့ပြောလိုက်တဲ့စကားကသင်္ခါရလောကကိုပြောတာဘာဖြစ်လို့မြတ်စွာဘုရားကမေးတာကဩကာသလောက
ဖြေတာကသင်္ခါရလောကနဲ့ဖြေလိုက်ရတော့လို့ဆိုဩဃတလောကနဲ့ပတ်သက်တဲ့မေခွန်းကဘာမှအကျိုးမရှိဘူး location ဆိုတာသူ့ဟာသူ location ပဲရှိနေမှာပဲဟုတ်ကဲ့လားဒါနဲ့ပတ်သက်တဲ့ဟာကဘာမှအကျိုးမရှိဘူးတန်တရားဝကလွတ်ဖို့အတွက်ဘာမှအကျိုးမပြုဘူးမြတ်သောအကျင့်ကျင့်ဖို့အတွက်ဘာမှအကျိုးမပြုဘူးဒုက္ခတွေဆုံးသတ်ဖို့အတွက်ဘာမှအကျိုးမပြုဘူးဒါကြောင့်မို့အကျိုးမရှိတာကိုမြတ်စွာဘုရားဘယ်တော့မှမလုပ်ဘူးတန်ဖိုးရှိတဲ့အချိန်တစ်ခုမှာအကျိုးမရှိတာနဲ့အချိန်မဖြုံးဘူးတဲ့ဘုန်းကြီးတို့တွေကြတော့အကျိုးမရှိတာတွေနဲ့လည်းအချိန်ဖြုံးတတ်ကြတယ်ရှိလေတန်တရားအစမသိနိုင်ပါဘူးဆိုပြီးတော့သိကျင်လို့လိုက်ရှာနေတာမျိုးရှာတွေ့တော့ကောဘာလုပ်မှာတော့ဘာမှလုပ်လို့ရမှာလည်းမဟုတ်ဟုတ်ကဲ့လားရှာရောတွေ့ဦးမှာလားဆိုမတွေ့ဘူးခေါဏရောဟိတတတန်တရားလောကကြီးရဲ့အဆုံးကိုသူလိုက်ရှာတာလေအကယ်၍တရားဓမ္မအဲ့ဒီအချိန်မှာတရားဓမ္မတွေကျင့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခဆုံးသတ်သွားအောင်မယ်လောကကြီးကိုအဆုံးကိုရှာရင်နဲ့သေးတာသွားအောင်ရှာတွေ့တော့ပြီးတော့သူလုပ်တဲ့ဟာအကျိုးတစ်ခုဘာမှမရှိဘူးအဲ့ဒါလို့အကျိုးမရှိတဲ့အလုပ်ကိုမြတ်စွာဘုရားမလုပ်ရအောင်သင်္ခါရလောကကိုရည်ညွှန်းပြီးမြတ်စွာဘုရားကဖြေလိုက်တာဖြေပြီးတော့နောက်ဆက်တွဲပြောတဲ့စကားကအမတန်မှအဓိပ္ပာယ်ရှိတယ်နသအပတ္တဝလောကန္တံဒုက္ခတန္တံဂရိတလောကရဲ့အဆုံးကိုမတွေ့ဘူးမရောက်ဘူးဆိုလို့ရှိရင်ဒုက္ခရဲ့အဆုံးလည်းမရောက်နိုင်ဘူးဒုက္ခအဆုံးမသတ်နိုင်ဘူးလို့အဲ့လိုဟောပြီးတော့မြတ်စွာဘုရားကသူဆိုလိုတဲ့လောကထပ်ရှင်းပြတယ်ငါပြောချင်တဲ့လောကတခြားမဟုတ်ဘူးအပိစာဟံရောဟိတတငါပြောချင်တဲ့ရောဟိတတငါပြောချင်တဲ့လောကဆိုတာဣမတ္တမေယေဝကလိဝရေသတိဉ္ဉံမိသမနကေဘုန်းကြီးတို့တွေရှိနေတဲ့လောကတစ်ခုပြောမလို့ကလိဝရဆိုတာဘုန်းကြီးတို့တွေတဏ္ဍာမှာရှိဗျာမမတ္တိကလိဝရေလူရဲ့အရာအမောင်းဟာတလံပဲရှိတယ်တလံဆိုတာတော့ကိုယ်အလံနဲ့ကိုပေါ့လူဘူးလေးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲဟုတ်ကဲ့လားလူတော်ကြီးကလည်းသူ့အလံလေးနဲ့သူတော့တလံပဲတလံဆိုတာလက်နှစ်ဖက်ကိုဟိုဘက်ဆန်တန်းလက်မောင်းနှစ်ဖက်ကိုညာဘက်ဘယ်ဘက်ကိုဆန့်တန်းလိုက်တဲ့အခါမှာရရှိလာတဲ့အတိုင်းအတာတစ်ခုတလံလို့ခေါ်တာလူအရာမောင်းအောင်လည်းဒီတိုင်းပဲထွက်လာအထုကိုပုံပန်းမကြလို့လက်ကြီးကတိုးနေရင်တော့မပြောတတ်ဘူးပေါ့ပုံမှန်လက်ဆိုလို့ရှိရင်ဆန့်တန်းလိုက်အဲ့ဒီဆန့်တန်းလိုက်တဲ့အတိုင်းအတာကိုကိုယ့်အရာကိုတိုင်းကြည့်လိုက်အံကြဖြစ်ရမယ်ဗျာမမတ္တတလံအတိုင်းရှိတဲ့ခန္ဓာကိုယ်ဧရိယာလေးတစ်ခုကိုကန့်သတ်ပြီးတော့ပြတာလောကငါဆိုခြင်းနဲ့လောကဆိုတာဟောဒီတလံအတိုင်းအတာရှိတဲ့လူခန္ဓာကိုယ်ကြီးဟုတ်ကဲ့လားအဲ့ဒီလူခန္ဓာကိုယ်ကြီးဟာသတ္တဉ္ဉံမိသမနကေမှတ်သိတဲ့သဘာဝတရားတွေရှိတယ်စိတ်တွေရှိတယ်ဆိုလိုတာကနံတရားတွေရှိတယ်အမှတ်တင်ညာတွေရှိတယ်အမှတ်တညာတို့အသိစိတ်တွေရှိတဲ့ဟောဒီတလံလောက်ရှိတဲ့ခန္ဓာကိုယ်လေးမှာပဲငါကလောကရဲ့အကြောင်းကိုလည်းငါပြောမယ်တဲ့လောကဖြစ်ပေါ်ခြင်းရဲ့အကြောင်းတရားဟာလည်းဒီထဲမှာပဲရှိတယ်လောကရဲ့ချုပ်ငြိမ်းရာဆိုတာလည်းဒီထဲမှာပဲရှိတယ်လောကချုပ်ငြိမ်းဖို့အကျင့်ကောင်းဆိုတာလည်းဒီထဲမှာပဲရှိတယ်ဟောဒါအဲ့ဒီရောဟိတတနတ်သားကိုဗြဟ္မာကိုမြတ်စွာဘုရားကသင်္ခါရလောကနဲ့ပတ်သက်ပြီးခေါ်လိုက်တဲ့တရားတစ်ခုပဲဒါလောကရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာဒီလောကကိုပြောတာမြတ်စွာဘုရားသတ်မှတ်ဖော်ပြတဲ့လောကသည်တလံအတွင်းမှာပဲရှိတယ်လူခန္ဓာကိုယ်ထဲမှာပဲရှိတယ်ဆိုလိုတာကလောကဆိုတာဒီထဲမှာရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းဒီထဲမှာရှိတယ်တခြားသွားမရှာနဲ့လောကនិရောဓ
လောကချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလေဒီမှာပဲရှိတယ်လောကនិရောဓဂါမိနိပฏิပဒါလောကရဲ့ချုပ်ငြိမ်းရာအကျင့်ကောင်းဆိုတာလေဒီထဲမှာပဲရှိတယ်တခြားသွားမရှာဘူးဒီသုတ်တန်လေးကိုးကားပြီးတော့ဘုန်းကြီးတို့1989ခုနှစ်ကသီရိလင်္ကာမှာနေတယ်သီရိလင်္ကာမှာနေတော့ကိုလံဘိုမြားနာမြို့နာကမြို့နယ်လေးတစ်ခုနုခေခိုရလို့ခေါ်တယ်ရန်ကုန်လိုပဲပေါ့ကိုလံဘိုမြို့ကြီးကအကြီးကြီးမြို့နယ်ပေါင်းများစွာဖွဲ့စည်းထားတာကိုလံဘိုဆိုတာမြို့နယ်ပေါင်းများစွာဖွဲ့စည်းထားတာတခုစီလိုက်ကြည့်လိုက်ရင်ကိုလံဘိုပဲဆိုတာမရှိတော့ဘူးမြို့နယ်လေးတွေပဲရှိတယ်ရန်ကုန်ဆိုတာရောရှိရလားဘုနာသွားလိုက်လေဒါကကမာရွတ်မြို့နယ်ဟိုကတာမွေမြို့နယ်ဗဟန်းမြို့နယ်ဒါပဲရှိတာပဲမဟုတ်လားအဲ့ဒီတာမွေတို့ဗဟန်းတို့ကမာရွတ်တို့ဒါတွေအကုန်လုံးပေါင်းလိုက်တဲ့အခါမှာရန်ကုန်လို့ခေါ်တယ်မဟုတ်လားအဲ့ဒီအတိုင်းပဲကိုလံဘိုဆိုတာမြို့နယ်တွေအများကြီးပေါင်းပြီးတော့ဖွဲ့စည်းထားတာအဲ့ဒီမြို့နယ်တွေတဲကတစ်ခုနုခေဂောရလို့ခေါ်တယ်အဲ့ဒီနုခေဂောရမြို့မှာမဟာစီဆရာတော်တို့ရဲ့တပည့်မမဟာစီဆရာတော်တို့စီမှာကမ္မထမ်းထိုင်သွားတယ်အမျိုးသမီးကြီးကပစ္စည်းဥစ္စာလည်းချမ်းသာတယ်သူ့အိမ်ဝင်းခြံကြီးကလည်းကျဲတယ်အဲ့ဒီအိမ်ခြံထဲမှာသူကကမ္မထမ်းရိပ်သာလေးတစ်ခုဖွင့်ထားတယ်သူ့အတိုင်းဝိုင်းကသူ့နားမှာတော်တော်လေးများတယ်သူ့တပည့်တွေမျိုးသားတွေရောမျိုးသမီးတွေရောလူ50လောက်ရှိတယ်သူ့နာမည်ကရူပဆိုင်ဟာလို့ခေါ်တယ်ရူပဆိုင်ဟာဘုန်းကြီးတို့အဲ့ဒီရောက်တော့ဆက်သွယ်ပြီးတော့အရှင်ဘုရားတဲ့ကမ္မထမ်းပြတတ်သလားတဲ့အေးပြတာပေါ့လို့ကမ္မထမ်းပြတတ်လို့ရှိရင်တဲ့ဒီနှစ်တဝါတွင်သူ့ရိပ်သာမှာလာပြီးသတင်းသုံးပြီးတော့ကမ္မထမ်းပြပါလို့ဘုန်းကြီးတို့ပင့်သွားတာ ਨੇ အဲ့ဒီမှာသွားပြီးတော့ကမ္မထမ်းသွားပြတဝါဆိုပြီးတော့ဒီဟိုဒီမှာအဲ့ဒီလိုထုံးစံရှိတယ်သူတို့အိမ်ကိုဘုန်းကြီးတွေပင့်ပြီးတော့ဝါဆိုခိုင်းတယ်သူတို့ကတော့တခြားနေရာမှာနေကြတယ်ပေါ့ဝါဆိုပြီးတဲ့အခါမှာကထိန်တို့ဘာလို့လုပ်ပြီးတော့ဒါနကောင်းမှုပြုကြတယ်သီလဆောက်တည်ကြတယ်အဲ့ဒီမှာစနေနေ့တိုင်းတနင်္ဂနွေနေ့တိုင်းဘုန်းကြီးကကမ္မထမ်းတရားဟောပေးရတရားတစ်ပုဒ်တစ်ပုဒ်ဟောပေးရတယ်ပေါ့သူတို့သိကျင်တဲ့မေးခွန်းတွေမေးတယ်အဲ့ဒီမှာတရက်မှာတရားဟောတဲ့အခါကျတော့ဘာအကြောင်းဟောတော့ဆိုနိဗ္ဗာန်အကြောင်းကိုဟောတာ Where is Nibbana နိဗ္ဗာန်ဆိုတာဘယ်မှာရှိလဲဒီမေးခွန်းလေးကိုမေးပြီးတော့အလုံးဟာဘုရားဘာသာဝင်တွေသူတော်စင်တွေကုသကောင်းမှုလှုပ်တိုင်းနိဗ္ဗာန်မက်ဖို့ရက်တူတို့နဲ့ရောက်ရပါစေနိဗ္ဗာန်ကိုဆုတောင်းလေးရှိကြတယ်လေဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုနဲ့ဆိုပြီးတော့နိဗ္ဗာန်ကိုဆုတောင်းကြဒါဖြင့်နိဗ္ဗာန်ကဘယ်နာမှာရှိတယ်လဲသိရလားမသိလို့ရှိရင်ကဲဘယ်နာမှာမရှိဘဲနဲ့ဆုတောင်းနေရမ်းဆုတောင်းနေရမရောက်ပေဘူးလားနော်ဘုဒ္ဓပြင်ဘာသာဝင်တွေကမှသူတို့ကဘယ်မှာရှိတော့ဆိုကောင်းကင်ဘုံလက်ညှိုးထိုးပြရသေးတယ်နိဗ္ဗာန်ဘယ်မှာလဲဆိုတော့ဘယ်သူမှလည်းမသိဘူးနိဗ္ဗာန်ဘယ်မှာလဲဆိုတော့မသိကြဘူးမဖြေနိုင်ကြဘူးဘုန်းကြီးပြောတယ်နိဗ္ဗာန်ဆိုတာလို့ခန္ဓာကိုယ်ထဲမှာပဲရှိတယ်လို့တခြားကိုလက်ညှိုးမထိုးနဲ့ဒါကအကိုးအကားမရှိပဲပြောတာမဟုတ်ဘူးမြတ်စွာဘုရားကဟောဒီရောဟိတတတုတ်မှာဗျမ္မမတ္တိဣမတ္တမေယေဝကလေဝရေဣမတ္တမေယေဝကလေဝရေဆိုတာမြတ်စွာဘုရားဒီခန္ဓာကိုယ်ကြီးလို့ပြောတာနော်ဒီခန္ဓာကိုယ်ကြီးတတ္တဉ္ညာမိတမနကေဟ
အမှတ်စိတ်တွေအသိစိတ်တွေရှိတယ်ဟောဒီတလံမြသောခန္ဓာကိုယ်ကြီးထဲမှာပဲတဲ့လောကင်္စပညာပေးမိလောကကြီးရှိတယ်လို့လည်းငါပြောတယ်လောကဆိုတာဒီနေရာမှာအသုံးလေးပြောင်းထားတာသစ္စာ၄ပါးပဲဒုက္ခပဲဟုတ်ကဲ့လားဒုက္ခလည်းရှိတယ်ဒုက္ခသမုဒယလည်းရှိတယ်ဒုက္ခនិရောဓလည်းရှိတယ်ဒုက္ခនិရောဓဂ ामिनी ပฏิပဒါသစ္စာ၄ပါးလုံးဟာဒီခန္ဓာထဲမှာပဲရှိတယ်လို့မြတ်စွာဘုရားဒီလိုဟောတာဟုတ်အဲ့ဒါကိုလောကဆိုတဲ့အသုံးနဲ့မြတ်စွာဘုရားလောကအရေးကိုဆွေးနွေးနေတာဖြစ်သည့်အတွက်ကြောင့်လောကဆိုတဲ့အသုံးနဲ့မြတ်စွာဘုရားဟောတာအဲ့ဒီသုတ်တံကိုထောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဘယ်မှာရှိတုံးဆိုရင်ခန္ဓာထဲမှာရှိတယ်လို့ပြောရမယ်အဲ့လိုပြောတော့ကမ္မထဆရာလက်ထောက်အမျိုးသမီးတယောက်ကနေပြီးတော့ဘုန်းကြီးရဲ့စကားကိုညှင်းဆိုတယ်ပေါ့လက်မခံရှင်ဘုရားမဖြစ်နိုင်ဘူးတဲ့ခန္ဓာကိုယ်ထဲမှာနိဗ္ဗာန်ရှိတယ်ဆိုတော့မဖြစ်နိုင်ဘူးတဲ့ဘုန်းကြီးကဒီမှာသုတ်တန်တစ်ခုရှိတယ်လို့မြတ်စွာဘုရားကအခုလိုဟောထားတယ်လို့ခန္ဓာကိုယ်ထဲမှာပဲလောကသမုဒယလောကនិရောဓဂ ामिनी ရှိတယ်လို့ဟောဒီခန္ဓာကိုယ်မှာပဲရှိတယ်လို့မြတ်စွာဘုရားဟောထားတာလို့မြတ်စွာဘုရားဟောတဲ့စကားအရဆိုရင်နိဗ္ဗာန်ခန္ဓာကိုယ်ထဲမှာရှိတယ်လို့ပဲပြောရမှာပဲလို့သူကဘာနဲ့ထောက်ပြောတော့ဆိုတော့အဘိဓမ္မာမှာတဲ့နိဗ္ဗာန်ကိုဗဟိတလို့ဟောပါတယ်တဲ့ဗဟိတဆိုတာအပြင်မှာရှိတယ်လို့သူကပြောချင်တာပေါ့လေအစ္ဆတဗဟိတအစ္ဆတဓမ္မဗဟိတဓမ္မနဲ့လာတဲ့အခါနိဗ္ဗာန်ဟာဗဟိတတရားဖြစ်တယ်ဒါကြောင့်မို့လို့ခန္ဓာကိုယ်ထဲမှာမရှိနိုင်ဘူးကဲမြတ်စွာဘုရားကသုတ်တံမှာရှိတယ်အစ္ဆတဗဟိတဆိုတာကလို့အကြောင်းတစ်ခုခုနဲ့မြတ်စွာဘုရားကဟောတာဖြစ်တယ်အစ္ဆတဆိုတာခန္ဓာ၅ပါးကိုအစ္ဆတလို့ပြောထားလို့ရှိရင်ခန္ဓာ၅ပါးထဲမှာမပါဝင်တဲ့တရားသည်ဗဟိတအပြင်မှာရှိလို့ဗဟိတလို့ပြောတာမဟုတ်ဘူးခန္ဓာ၅ပါးထဲမှာရှိနေရင်အစ္ဆတခန္ဓာ၅ပါးထဲမှာဖွဲ့စည်းထားရင်အစ္ဆတဆိုပါစို့မင်္ဂလာဈေးကအဖွဲအသင်းတွေရှိတယ်မဟုတ်လားအဲ့ဒီအဖွဲအစည်းထဲမှာမင်းသားအဖြစ်ပါလို့ရှိရင်အစ္ဆတပေါ့သို့တော်မင်္ဂလာဈေးထဲမှာအဖွဲထဲမပါဘူးဆိုရင်ဗဟိတပေါ့ဖွဲထဲမှာမပါဘူးလို့ပြောလို့မရဘူးလားအတွင်းလူအပြင်လူပြောတာပဲဟုတ်ကဲ့လားအဲ့ဒါလိုပဲနိဗ္ဗာန်ကိုဗဟိတလို့ဟောတာဟာလို့ခန္ဓာ၅ပါးထဲမှာမပါလို့မြတ်စွာဘုရားကဗဟိတလို့ဟောတာပါလို့ဟောဒီသုတ်တံမှာမြတ်စွာဘုရားခန္ဓာထဲမှာရှိတယ်လို့အတိအကျဟောထားတယ်လို့ရှိတယ်လို့ပြောထားတယ်ကဲပို့ပြီးတော့သေချာအောင်ကဲပရိသတ်သေချာနားထောင်လို့နိဗ္ဗာန်ဟာခန္ဓာကိုယ်ရဲ့ရှိမရှိကဲမြတ်စွာဘုရားသခင်ကိုရောမြတ်အလောင်းတော်ဘွားက6နှစ်ပတ်လုံးတရားရှာပြီးတော့နောက်ဆုံးတရားကျင့်လိုက်တဲ့အခါအမှန်တရားကိုတွေ့တယ်ဟုတ်ကဲ့လားဘုရားဂယာဒေသမဟာဗောဓိပင်အောက်မှာသစ္စာ၄ပါးတွေအကုန်လုံးသိလို့မိမိတဏ္ဍာမှာဖြစ်တဲ့ကိလေသာတွေငြိမ်းသွားတယ်ကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်ကိလေသာငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာညောင်ပင်အထဲထဲမှာငြိမ်းတာလားသို့မဟုတ်ကိုယ်ခန္ဓာကိုယ်ထဲမှာငြိမ်းတာလားကိလေသာငြိမ်းတာကကိလေသာကဘယ်မှာဖြစ်တာတုံးလို့မေးလို့ရှိရင်ခန္ဓာထဲမှာဖြစ်တာမဟုတ်လားအဲ့တော့ငြိမ်းတာကအပြင်ထွက်ပြီးငြိမ်းတာလားခန္ဓာထဲမှာပဲငြိမ်းတာလားအဲ့တော့ကိလေသာကိုအစ္ဆတလို့ပြောလို့ရှိရင်ကိလေသာငြိမ်းသွားတာကိုရောအစ္ဆတလို့ပြောလို့မရဘူးလားဟုတ်တယ်မဟုတ်လားမိမိတဏ္ဍာမှာရှိတဲ့ကိလေသာတွေမိမိတဏ္ဍာမှာပဲငြိမ်းသွားတယ်အဲ့ဒီငြိမ်းသွားတာကိုပဲကိလေသာနိဗ္ဗာန်လို့ခေါ်တယ်လို့နိဗ္ဗာန်2မျိုးတည်းမှာဒါကိုပဲနာမည်တစ်မျိုးနဲ့ဆိုရင်သဥပါရိသေသနိဗ္ဗာန်လို့ခေါ်တယ်လို့သဥပါရိသေသဥပါတိဆိုတာကတဏှာဒိဋ္ဌိတွေနဲ့ရှင်တွဲလာတဲ့ကံကအကျိုးပေးထားတဲ့ကံရဲ့အကျိုးဆက်တွေဟာ remain ဖြစ်နေတယ်ကြမ်းနေသေးတယ်ဆိုပါစို့မြတ်စွာဘုရားရဲ့တဏ္ဍာမှာကိလေသာတွေတော့ငြိမ်းသွားပြီသို့တော့ရုပ်ခန္ဓာကြီးနဲ့နာမ်ခန္ဓာတွေမကြမ်းဘူးလားကြမ်းနေတယ်အဲ့ဒါလို့
ရုပ်ခန္ဓာနာမ်ခန္ဓာသည်ကံကိလေသာတွေရဲ့အကျိုးဆက်မဟုတ်လားကံကိလေသာတွေကထုတ်လုပ်ထားတဲ့ရုပ်ခန္ဓာနဲ့နာမ်ခန္ဓာကကျမ်းနေသေးတယ်အဲ့ဒါကိုမိပြုပြီးတော့ဖြစ်တဲ့ကိလေသာတွေကတော့ငြိမ်းသွားတယ်အဲ့ဒီကိလေသာငြိမ်းတာဟာမြတ်စွာဘုရားရဲ့အပြင်မှာငြိမ်းတာလားမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာလားလို့ခန္ဓာထဲမှာငြိမ်းတာအဲ့ဒီငြိမ်းတာကိုသဥ္ပါရိသေသနိဗ္ဗာန်လို့ခေါ်တာပဲအဲ့တော့သဥ္ပါရိသေသနိဗ္ဗာန်ဟာတခြားမှာရှိတာလားမြတ်စွာဘုရားရဲ့ခန္ဓာထဲမှာရှိတာလားလို့ပရိသတ်တွေကတော့သဘောကျတယ်ဟိုခုနကညင်းတဲ့အမျိုးသမီးကသူကဘௌဒ္ဓရှိတယ်လက်ထောက်ဆရာမသူကတော့နည်းနည်းတွေးဝေသွားတယ်ပေါ့သူကဗဟိတလို့ဆိုတဲ့အတိကိုသူကဆွဲထားတာဟုတ်အဲ့လိုပြောလိုက်တော့ကိလေသာတွေငြိမ်းတာမြတ်စွာဘုရားခန္ဓာထဲမှာငြိမ်းတာဖြစ်သောကြောင့်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့ပဲပြောရတယ်ဒါကိလေသာនិရောဓနိဗ္ဗာန်လို့ခေါ်တယ်အဲ့ဒီနိဗ္ဗာန်ကိုမြတ်စွာဘုရားမျက်မှောက်ပြုတာပဲနောက်သက်တော်80ပြည့်တဲ့အခါကြလို့ရှိရင်လို့ကုသိနာယုံအင်းချင်းစုံအကြားမှာမြတ်စွာဘုရားမြောက်မျက်နှာအုတ်ခေါင်းလှည့်ပြီးတော့အုတ်ခေါင်းထားပြီးတော့ခုနကကြမ်းနေသေးတဲ့ကံကိလေသာတို့ရဲ့အကျိုးဆက်ဖြစ်တဲ့ဝိဘက်နာမခန္ဓာတွေအားလုံးချုပ်ငြိမ်းသွားတယ်ကံကြောင့်ဖြစ်တဲ့တရားတွေရုပ်ခန္ဓာကြီးလည်းရပ်ဆိုင်သွားတယ်နာမ်ခန္ဓာတွေလည်းအားလုံးရပ်ဆိုင်သွားတယ်အကျိုးတွေအားလုံးအကျွမ်းကြံမရှိရပ်ဆိုင်ပြီးတော့ပျက်စီးသွားတယ်အဲ့ဒါကြတော့ခန္ဓာပရိနိဗ္ဗာန်လို့ခေါ်တယ်လို့တခြားနာမည်နဲ့ပြောမယ်ဆိုရင်အနုပါတိသေတနိဗ္ဗာန်အကျွမ်းကြံမရှိအောင်ငြိမ်းသွားတဲ့အငြိမ်းလို့ပြောတာလို့အဲ့တော့သောဥပါရိသေတနိဗ္ဗာန်ကလည်းခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပဲပြောလို့ရတယ်အနုပါရိသေတနိဗ္ဗာန်ကလည်းခန္ဓာနဲ့ပဲပတ်သက်ပြောလို့ရတယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကနိဗ္ဗာန်ဆိုတာခန္ဓာထဲမှာရှိတယ်လို့ခေါ်တာပါလို့သူ့ကိုအဲ့လိုရှင်းပြတော့နောက်ထပ်တော့မေးခွန်းမတက်လာတော့ဘူးပေါ့အဲ့ဒီတုန်းကပြောခဲ့တာကိုမှတ်မိသေးတယ်ဒီသုတ်တံမှာမြတ်စွာဘုရားကဟောထားသည့်အတွက်ကြောင့်ဗုဒ္ဓဘာသာဝင်တွေWhere is the နိဗ္ဗာန်နိဗ္ဗာန်ဘယ်မှာရှိသလဲလို့ဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတာခန္ဓာနဲ့ပတ်သက်ပြီးမှပြောလို့ရတယ်ဒါကြောင့်မို့ကိုယ်ခန္ဓာထဲမှာကိလေသာငြိမ်းတာဟာကိလေသာနိဗ္ဗာန်ပဲသာဥပါတိသေတာနိဗ္ဗာန်ပဲကိုယ်တဏ္ဍာမှာရှိနေတဲ့ခန္ဓာတွေဉာဏ်နဲ့ခန္ဓာတွေအကျိုးခန္ဓာတွေအလုံးငြိမ်းသွားတာဟာအနုပါတိသေတာနိဗ္ဗာန်ပဲဆိုတော့နိဗ္ဗာန်ဟာခန္ဓာနဲ့တခြားလားခန္ဓာထဲမှာပဲခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာလားဆိုခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာဒါကြောင့်မို့လို့အထက်ကရာတွေမှာဘလို့ရေးထားတော့ဆိုနိဗ္ဗာန်ပိခန္ဓာပฏิပတ်ထမေဝတဲ့နိဗ္ဗာန်အကြောင်းကိုပြောချင်ရင်လည်းခန္ဓာနဲ့ပတ်သက်ပြီးပြောမှဖြစ်တယ်ဟုတ်ကလားဘာလို့လို့ဆိုငြိမ့်နေဆိုဘာငြိမ့်တာတော့လို့မေးလို့ရတာပေါ့အဲ့တော့ငြိမ့်စရာမရှိဘဲနဲ့ငြိမ့်မှမလားကိလေသာရဲ့ငြိမ့်ခြင်းခန္ဓာရဲ့ငြိမ့်ခြင်းဆိုတော့ကိလေသာနဲ့ခန္ဓာနဲ့ဆက်ပြီးပြောရတာပဲမဟုတ်လားမီးကလေးငြိမ့်သွားတယ်ဆိုရင်ဘာမီးငြိမ့်တာလဲဖျောင်းနိုင်မီးငြိမ့်တာလားထင်းမီးငြိမ့်တာလားဖျောင်းနိုင်မီးတို့ထင်းမီးတို့ ਨੇ ဆက်ပြီးမပြောရဘူးလားအဲ့ဒါကြောင့်မို့လို့နိဗ္ဗာန်ပိခန္ဓာပฏิပတ်တမေဝခန္ဓာနဲ့ဆက်ပြီးတော့ပြောရတာလို့ပိဋကတ်တွေကတော့အဲ့ဒါကိုလက်ခံသွားဒါကြောင့်မို့လို့မြတ်စွာဘုရားကရောဟိတတသုတ်မှာဟောဒီတလန်လောက်ရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကဆိုတာလည်းရှိတယ်လောကဖြစ်ကြောင်းတရားဆိုတာလည်းရှိတယ်လောကချုပ်ရနိဗ္ဗာန်ဆိုတာလည်းရှိတယ်လောကချုပ်ရအကျင့်ဖြစ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားဆိုတာလည်းရှိတယ်လို့မြတ်စွာဘုရားကဒီလိုဟောတာပါလို့ကဲကောင်းပြီဘုန်းကြီးတို့တွေတကယ်အရေးကြီးတာကဩကတလောကကြီးရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားကိုယ်သင်္ခါရလောကရဲ့အဆုံးကိုရှာဖို့အရေးကြီးတာလားသင်္ခါရလောကရဲ့အဆုံးကိုရှာရမယ်တဲ့မြတ်စွာဘုရားလောကဆိုတာဟာဘာကိုလောကလို့ခေါ်တာတုံးလို့ထပ်ဆင့်ပြီးတော့စဉ်းစားလိုက်တဲ့အခါမှာလောကရဲ့အဓိပ္ပာယ်ကိုဖွင့်တဲ့အခါမှာလုဇတိပလုဇတိတိလောကောလုဇတိပျက်စီးနေတယ်ပလုဇတိအမြဲပျက်စီးနေတယ်ဒါကြောင့်လောကောလောကလို့ခေါ်တာလောကရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုကပျက်စီးခြင်းလို့အဓိပ္ပာယ်ရတယ်ပေါ့ပျက်စီးနေတာ
ဖြစ်လာပြီးတီးနေမှာမဟုတ်ဘူးဖြစ်လာပြီးပြတ်သွားမှာလို့ပြောတာနော်ပြတ်နေတယ်အဖြစ်မရှိဘဲနဲ့တော့ပြတ်တယ်လို့ပြောလို့ပဲရမလဲဖြစ်တာတွေကတီးမနေဘူးပြတ်တယ်လို့ပြောတာနော်အေးဒါဖြင့်လောကဆိုတာဘာကိုပြောတာတုံးဆိုသင်္ခါရလောကဆိုတာဘာကိုပြောတာတုံးလို့ကောက်ချက်ချကြည့်တဲ့အခါကျတော့ဒီခန္ဓာ၅ပါးကိုပဲပြောတာပဲခန္ဓာ၅ပါးဟာအကြောင်းတရားကြောင့်ဖြစ်လာပြီးဘာဖြစ်လဲပြတ်သွားတာပဲအဲ့ဒီပြတ်သွားလို့ခန္ဓာ၅ပါးကိုလောကလို့ခေါ်တယ်တဲ့အဲ့ဒီလောကကြီးရဲ့အဆုံးရောက်အောင်သွားရမယ်လို့ပြောတာမဆုံးဘူးဆိုလို့ရှိရင်အိုခြင်းနာခြင်းသေခြင်းဆိုတာတွေကဒုက္ခတွေကအဆုံးသတ်မှာမဟုတ်ဘူးတဲ့လောကရဲ့အဆုံးကိုမရောက်ဖဲနဲ့အိုခြင်းနာခြင်းသေခြင်းကဆုံးတာဆိုမရှိနိုင်ဘူးအေးဒါကြောင့်မို့လို့ခန္ဓာ၅ပါးရဲ့ဒီမမြဲတဲ့သဘောတရားတွေကိုရှုမှတ်ဖို့ရအတွက်မြတ်စွာဘုရားကနံပါတ်1သစ္စာဖြစ်တဲ့ဒုက္ခသစ္စာကိုဟောတယ်ဒီသုတ်တံမှာလောကလို့ဆိုတဲ့နာမည်နဲ့ဟောတယ်ဒီလိုမှတ်ဒုက္ခသစ္စာကိုပဲလောကဆိုတဲ့နာမည်နဲ့ဟောလိုက်တယ်ခန္ဓာကိုပြောတာအာယတနာကိုပြောတာဓာတ်ကိုပြောတာခန္ဓာအာယတနာဓာတ်ကိုဖယ်လိုက်ရင်လေလောကဆိုတာရှိမှမရှိပဲကိုအေးအဲ့ဒီလောကကြီးကိုလောကကြီးရဲ့သဘာဝကိုမြင်အောင်ကြည့်ရဘာနဲ့မြင်အောင်ကြည့်မလဲဆိုလို့ရှိရင်မဂ္ဂင်၈ပါးအကျင့်တရားကိုပွားများအထောက်ပြီးစိတ်စွမ်းအားတွေအသိဉာဏ်စွမ်းအားတွေတမာရီစွမ်းအားတွေကိုမြင့်တင်ပြီးတော့ဒါနဲ့ပဲကြည့်ရမှာပဲအဲ့ဒီစွမ်းအားတွေကဘယ်မှာရှိတုံးဆိုရင်ဒီခန္ဓာထဲမှာပဲရှိတာပဲအပြင်ကလာမှာမဟုတ်ဘူးเนาะကိုယ့်ရဲ့အသိဉာဏ်တွေကိုကိုတိုးတက်လာအောင်လုပ်ရမယ်အသိဉာဏ်တိုးတက်လာအောင်လုပ်ဖို့အတွက်မြတ်စွာဘုရားကနံပါတ်1သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတဲ့ကိုချင်းသီလပေါ်မှာအခြေခံတဲ့ကိုချင်းသီလအခြေခံပြီးတော့ကြိုးပမ်းအထောက်ပါတဲ့သမ္မာဝါယာမကြိုးပမ်းအထောက်တဲ့အခါမှာတတိဆွဲမြဲစွာထားပါသမ္မာတတိစိတ်ဓာတ်ကလေးတည်ငြိမ်အောင်ကြိုးစားပါသမ္မာသမာဓိမှန်မှန်ကန်ကန်စဉ်းစားပါသမ္မာသင်္ကပ္ပအမှန်မြင်လာလိမ့်မယ်သမ္မာဒိဋ္ဌိဟောမဂ္ဂင်၈ပါးပဲအဲ့ဒီမဂ္ဂင်၈ပါးနဲ့လောကရဲ့သဘာဝကိုမြင်အောင်ကြည့်သစ္စာ၄ပါးအရင်နာမည်နဲ့ပြောမယ်ဆိုလို့ရှိရင်မဂ္ဂင်၈ပါးနဲ့ဒုက္ခကိုရှုတာအဲ့တော့ဝိပဿနာတရားအထုတ်တယ်ဆိုတာဘာကိုရှုတာတုံးဆိုရင်ဒီဒုက္ခကိုပဲရှုတာပဲဒါဝိပဿနာရဲ့အာယုံကိုပြခြင်းလို့မြတ်စွာဘုရားကဒုက္ခသစ္စာကိုအရင်ဆုံးဟောတာပဲအဲ့ဒါလို့မေဃသစ္စာလို့ခေါ်တဲ့လောကနိရောဓဂာမိနိပฏิပဒါဒီအကျင့်ကိုထူထောင်ပြီးဘယ်မှာအလုပ်လုပ်ရမလို့ဆိုလို့ရှိရင်လောကဆိုတဲ့ခန္ဓာပေါ်မှာအလုပ်လုပ်တဲ့အဲ့ဒါလို့ခန္ဓာပေါ်မှာအလုပ်လုပ်လို့ခန္ဓာရဲ့သဘာဝတွေကိုသိလိုက်တဲ့အခါကျတော့ထိုခန္ဓာပေါ်မှာအတွေ့အတာရှိသေးလားအတွေ့အတာပြတ်သွားပြီဆိုတာဟာလောကသမုဒိယလောကကိုထုတ်လုပ်နေတဲ့အတွေ့အတာသမုဒိယသစ္စာကိုဖယ်ရှားလိုက်ခြင်းပဲဖြစ်တယ်ပေါ့ဖယ်ရှားလိုက်ပြီးတော့ဆိုက်ရောက်သွားတာကဘာတော့ဆိုရင်ထုတ်လုပ်တဲ့အကြောင်းတရားကင်းသွားပြီဆိုလို့ရှိရင်ဆက်လက်ဖြစ်ပေါ်မှုရှိပါအောင်မလားမရှိတော့ရင်ခြုံငိမ့်သွားတာပေါ့အဲ့ဒါကိုလောကနိရောဓလို့ခေါ်တာပဲအဲ့တော့လောကရဲ့အဆုံးကိုရောက်ချင်လို့ရှိရင်တဲ့အတွေ့အတာဆိုတဲ့သမုဒိယကိုဖယ်ရှားမှာဖြစ်ပါတယ်သမုဒိယကိုဖယ်ရှားခြင်းလို့ရှိရင်နံပါတ်1သစ္စာဖြစ်တဲ့လောကသို့မဟုတ်ဒုက္ခသစ္စာကိုမှန်အောင်မြင်အောင်ကြည့်ရမယ်ဒုက္ခရဲ့သဘောကိုမှန်မှန်မြင်ပြီဆိုလို့ရှိရင်ထိုဒုက္ခကိုထုတ်လုပ်နေတဲ့အတွေ့အတာဆိုတာကိုယ်တဏ္ဍာမှာကင်းပြတ်သွားလိမ့်မယ်ကင်းပြတ်သွားခြင်းဖြင့်ဒုက္ခကိုမထုတ်လုပ်တော့ဘူးဒုက္ခကိုမထုတ်လုပ်သည့်အတွက်ကြောင့်ကိုရလိုက်တာဘာတော့ဆိုရင်ဒုက္ခនិရောဓလောကនិရောဓအဲ့တော့သစ္စာ၄ပါးဆိုတာဝိပဿနာလုပ်ငန်းစဉ်ကြီးကိုအကျဉ်းပြောတာပဲရှင်သာရိပုတ္တရာဒါလေးနဲ့ပဲသောတာပန်ဖြစ်သွားတာပဲအကြောင်းနဲ့အကျိုးအဲ့ဒီမှာဒုက္ခဆိုတာလက်ရှိဖြစ်ပေါ်နေတဲ့ခန္ဓာတွေသမုဒိယဆိုတာအဲ့ဒီလက်ရှိဖြစ်ပေါ်နေတဲ့ခန္ဓာတွေရဲ့အကြောင်းတရားပဲအဲ့ဒီနှစ်ခုလုံးငြိမ်းသွားတာဒုက္ခနဲ့သမုဒိယနှစ်ခုစလုံးမဖြစ်တော့တာကိုဒုက္ခនិရောဓလို့ခေါ်တာပဲနိဗ္ဗာန်ဆိုတာဥပိ္ပန္နအပ္ပဝတ္တိ
နိရောဓဥပိ္ပဏဒုက္ခသစ္စာသမုဒိယသစ္စာဒုက္ခနဲ့သမုဒိယနှစ်မျိုးတို့၏အပ္ပဝတ္တိအဖြစ်ရပ်ဆိုင်သွားခြင်းဟာနိဗ္ဗာန်နိဗ္ဗာန်ပဲဟောအကြောင်းလည်းရပ်ဆိုင်သွားတယ်အကျိုးလည်းရပ်ဆိုင်သွားတယ်ဘာဖြစ်လို့အကျိုးကအကြောင်းကရပ်ဆိုင်တာတော့အကြောင်းကိုပယ်တတ်လိုက်တယ်အကျိုးပယ်တတ်အကြောင်းကိုပယ်တတ်လိုက်သည့်အတွက်ကြောင့်အကျိုးလည်းရပ်ဆိုင်သွားတယ်ကြည့်လေတပည့်ဆက်ကြမှာလည်းရှင်းရှင်းလေးပဲမြတ်စွာဘုရားဟောထားတာပယ်တဲ့အခါမှာအကြောင်းကိုပဲပယ်ရတာဒုက္ခကိုပယ်ရတာမဟုတ်ဘူးမြတ်စွာဘုရားကသုံးလိုက်တဲ့စကားလုံးကိုကြည့်ဓမ္မစကြာမှာနိဗ္ဗာန်ကိုဘယ်လိုသုံးလို့ဒုက္ခនិရောဓလို့သုံးထားတယ်နော်ဒုက္ခရဲ့ချုပ်ငြိမ်းရလို့သုံးတယ်အဲ့ဒီဒုက္ခនិရောဓဆိုတာဘာလဲလို့ပြောတဲ့အခါကျတော့ယောတတယေဝတဏှာယအတိတဝိရာဂនិရောဓစာကောပฏิနိဒေကောမုတ်တိအနာလယောဆိုပြီးတဏှာအကြောင်းသွားပြောတယ်ဘာဖြစ်လို့တော့ဆိုလို့ရှိရင်တဏှာဆိုတဲ့အကြောင်းတရားမရဖဲနဲ့ဒုက္ခမချုပ်ဘူးလေဒါကြောင့်မို့လို့အကြောင်းကိုပယ်ရမယ်ဆိုတာနာမည်ကတော့အကျိုးနာမည်နဲ့ပြောထားတာဒုက္ခនិရောဓဆိုတာဒုက္ခရဲ့ချုပ်ငြိမ်းရာဒုက္ခချုပ်တာဘာချုပ်မှချုပ်တုံးဆိုရင်တဏှာချုပ်မှချုပ်တယ်တဲ့ဟုတ်ကဲ့လားဒါကြောင့်မို့ဓမ္မစကြာမှာသေးသေးချာချာဒီလိုဟောထားတာအကြောင်းကိုဖြတ်နိုင်မှအကျိုးဟာရပ်ဆိုင်သွားမှာဖြစ်တယ်အဲ့ဒါကိုပဲတက္ကရာတွေတီကာတွေမှာဥပိ္ပဏအပ္ပဝတ္တိနိဗ္ဗာန်ဒုက္ခနဲ့သမုဒယအကြောင်းနဲ့အကျိုးဒီနှစ်ခုရပ်ဆိုင်သွားခြင်းသည်ပင်နိဗ္ဗာန်လို့ဒီလိုပြောတာတဲ့ဒါဖြင့်ဒုက္ခနဲ့သမုဒယဒီနှစ်ခုကဘယ်မှာရှိတုံးဆိုကိုယ်ခန္ဓာမှာပဲရှိတာပဲကိုယ်ခန္ဓာမှာရှိတဲ့အရာနှစ်ခုရပ်ဆိုင်သွားခြင်းကိုနိဗ္ဗာန်လို့ခေါ်ရင်နိဗ္ဗာန်ဘယ်မှာရှိတုံးပြောရင်ခန္ဓာမှာပဲရှိတယ်လို့ပြောရတယ်သို့တော့ခန္ဓာကနိဗ္ဗာန်လားလို့ဆိုရင်မဟုတ်ဘူးခန္ဓာကတော့နိဗ္ဗာန်မဟုတ်ဘူးเนาะအဲ့ဒါတွေကိုရပ်ဆိုင်သွားဖို့မှန်ကန်တဲ့အကျင့်ဟာဘယ်မှာလဲဆိုရင်လေခန္ဓာထဲမှာပဲရှိတယ်အမတန်မှအစစ်မြင့်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကုပ်အထုတ်ခြင်းဖြင့်သာလင်သမုဒယကိုဖယ်ရှားပြီးတော့ဒုက္ခရဲ့အကြောင်းကိုအဆုံးသတ်ချုပ်ငြိမ်းစေလို့ရှိရင်နိဗ္ဗာန်ဆိုတာတွေ့ကြမှာဖြစ်တယ်လောကရဲ့အဆုံးကိုသွားကြမယ်ဆိုလို့ရှိရင်ဘာလုပ်ရမလဲမဂ္ဂင်၈ပါးကိုထူထောင်ရမယ်ထူထောင်ပြီးတဲ့အခါလောကကြီးကိုတည်ဆောက်နေတဲ့တဏှာကိုဖယ်ရှားပြရမယ်အဲ့ဒါလို့ဖယ်ရှားလိုက်ရင်တဏှာကုန်သွားတာနဲ့တပြိုင်နက်လောကကြီးရဲ့အဆုံးကိုရောက်ပြီလို့သာမှတ်ပေတော့ဟုတ်ကဲ့လားလောကကြီးရဲ့အဆုံးသို့ရောက်ရှိခြင်းဆိုတာလောကအဆုံးသို့ရောက်ရှိခြင်းဆိုတာတဏှာကုန်သွားလို့ခန္ဓာဆိုတဲ့လောကကြီးရဲ့သင်္ခါရလောကကြီးရဲ့အဆုံးကိုရောက်သွားတာအဲ့ဒီအဆုံးရောက်သွားမှအိုခြင်းနာခြင်းစတဲ့ဆင်းရဲဒုက္ခတွေအကုန်ငြိမ်းသွားမှဖြစ်တယ်မြတ်စွာဘုရားကရောဟိတသဆိုတဲ့နတ်သားကိုဒီဒေသနာတော်ကိုဟောကြားတော်မူခဲ့တာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပရိသတ်တို့ဟာလောကကြီးကိုအဆုံးလောကကြီးရဲ့အဆုံးကိုရှာကြရမှာဖြစ်ပါတယ်လောကကြီးအဆုံးကိုတော့ပဂရိအနေထားနဲ့သွားရောက်လို့တော့တွေးမှာမဟုတ်ဘူးဘာနဲ့သွားရမလို့ဆိုရင်မဂ္ဂင်၈ပါးဆိုတာနဲ့ပဲသွားရမယ်လောကကြီးရဲ့အဆုံးဟာဘယ်မှာရှိတယ်လဲဆိုရင်ကိုယ်ခန္ဓာကိုယ်ထဲမှာပဲရှိတယ်တလန်လောက်အတိုင်းတာရှိတဲ့ခန္ဓာကိုယ်ထဲမှာပဲလောကရဲ့အဆုံးကိုအဲ့ဒီလောကကြီးရဲ့အဆုံးကိုမမြင်သေးသမျှဘုန်းကြီးတို့တွေဒုက္ခကိုဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ကိုယ်စီသဘောကျပြီးတော့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားအတိုင်းသစ္စာ၄ပါးသိရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း